ရမှာတော့ခါကြောက်ပဲဒီမဲ့မောင်ဘလောက်ရိုးတယ်ဆိုတော့ပြထောင်းဆန်းနိုင်ဘူးအိုးဘာလို့ရမှာလဲထောင်းဆန်းမှာထဲဆန်းစတဲ့တွေ့တယ်လက်ညှို့ပါးစပ်ထဲတာတောင်မှမကြိုက်တတ်ဘူးမလားအဲ့ဒါကြီးမောင်ဘလောက်ရိုးတယ်တဲရိုးသိရိုးတယ်ဒီလားတရုတ်ဆောင်မင်းသားကြီးကောလိပ်ကျင်းနေဝင်လို့ဆိုလိုက်တာနဲ့တခိတခါကရုပ်ရှင်ရိုက်ကူးရမှာထူးချွန်ပြောင်မြောက်တဲ့တရုတ်ဆောင်မှုတွေရဲ့ဇက်ဝင်ငန်းတွေရဲ့စကလုံးတိုင်းကိုဟန်နဲ့မန်ပါပါပြောဆိုတတ်တဲ့သူ့ရဲ့ဟန်ပန်တွေရဲ့ကြောင့်ပရိသတ်တွေကြားရေပန်းစားအောင်မြင်ခဲ့သူတူးဆိုတာသိထားပြီးသားဖြစ်ကြမှာပါအမူအရာနဲ့ထူးခြားအတန်ဖြင့်လဲကြော်ကြားလာမဲ့ကောလိပ်ကျင်းနေဝင်ကိုဟင်္ဒရာမျိုးညောင်ပင်ရွာမှာဖခင်ရဲဝင်တော်ဦးသက်ဖေမိခင်ဆီယာမဒေါ်တင်တို့က1928ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာဝေးဖွားခဲ့တာဖြစ်ပါတယ်။အမည်အရင်နေဝင်းဖြစ်ပြီးငယ်နံမီပပူးလို့ခေါ်ကြပါတယ်။တူရီတော်သားဖြစ်ပေမဲ့မိသားစုနဲ့ပတ်သက်ပြီးကံမကောင်းတဲ့ပပူးဟာငယ်စဉ်ကတည်းကမိဘများရဲ့အိမ်ထောင်ရေးအဆင်မပြေမှုကြောင့်မိခင်ဖြစ်သူနဲ့သာနေထိုင်ခဲ့ရပါတယ်။အသက်8နှစ်အရွယ်မှာမိခင်ဖြစ်သူဆုံးပါသွားခဲ့လို့အဖိုးဖွားတွေရဲ့ခေါ်ယူစောင့်ရှောက်မှုနဲ့နေထိုင်ခဲ့ရပါတယ်။အဖိုးဖွားများကွယ်လွန်သွားခဲ့ပြန်တော့ဘာကြီးဖြစ်သူရဲ့စောင့်ရှောက်မှုအောက်မှာဆက်လက်နေထိုင်ခဲ့ပြီးအသက်အရွယ်နဲ့မလိုက်အောင်ဘဝကိုရုန်းကန်ခဲ့ရသူပါ။အတူနေဘာကြီးဖြစ်သူရဲ့အိမ်အလုပ်တွေကိုဝိုင်းဝန်းကူညီပေးရင်းကျောင်းပညာများကိုသင်ယူရင်းတစ်ဖက်မှာလည်းဝါသနာပါရာဘောလုံးအားကစားကိုစ조사လေ့ကျင့်ရင်းကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။Ya la de los vivos fue Don't let me die Andale canta you 1945ခုနှစ်မှာပါပူးခေါ်ကိုနေဝင်းဟာပညာတစ်ပိုင်းတစ်စားနဲ့တက်မတော်ရေးကိုဝင်ရောက်ခဲ့ပါတယ်။ငယ်စဉ်ကတည်းကဘောလုံးဝါသနာပါတဲ့အတွက်ဘောလုံးကစားခြင်းနဲ့ထူးချွန်လို့1950ပြည့်နှစ်မှာတက်မတော်ကြီးရည်လေးညွန့်ပေါင်းအသင်းရဲ့လက်ရွေးစင်ဖြစ်လာခဲ့ပါတယ်။1950ခုနှစ်မှာတက္ကသိုလ်ဝင်နှန်းအောင်မြင်ခဲ့တဲ့အတွက်ရေတက်မှထွက်ခါတက္ကသိုလ်တက်ရောက်ခဲ့ပါတယ်။ဘောလုံးကစားခြင်းထူးချွန်မှုကြောင့်တက္ကသိုလ်ဘောလုံးအသင်းကချီးမြှင့်တဲ့အကောင်းဆုံးဘောလုံးသမားဆုကို1953ခုနှစ်မှာရရှိခဲ့တယ်လို့တစ်ဖက်မှာလည်းတက္ကသိုလ်ရေကူးကန်စောင့်ရှောက်ရေးမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ရသူဖြစ်ပါတယ်။သူရဲ့ဘောလုံးအားကစားထူးချွန်မှုကြောင့်1955-1956ခုနှစ်တွင်မှနိုင်ငံကိုစားပြုအနေနဲ့ပြည်ပနိုင်ငံများမှာတွားရောက်ကစားခွင့်ရခဲ့လို့အဲ့ဒီနှစ်မှာပဲမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကချီးမြှင့်တဲ့အကောင်းဆုံးဘောလုံးသမားဆုကိုရရှိခဲ့တဲ့ပပူးခေါ်ကိုနေဝင်းဟာဘောလုံးပရိသတ်တွေရဲ့အသေးဆွဲဖြစ်လာခဲ့ပါတယ်။1958ခုနှစ်မှာ BA ဘွဲ့ကိုရရှိခဲ့တဲ့ကိုနေဝင်းဟာမိရထားဌာနမှာဝင်ထောက်ရာထူးလျှောက်ထားဖို့စီစဉ်ထားပေမဲ့လည်းမမျှော်လင့်ပဲရုပ်ရှင်မင်းသားဖြစ်လာခဲ့ပါတယ်။ဒါရိုက်တာဦးချင်းစိန်ရိုက်ကူးမဲ့ကောလိပ်ကျင်ဇာတ်ကားမှာမင်းသမီးမြင့်မြင့်ခင်နဲ့တွဲဖက်ပြီးခေါင်းဆောင်မင်းသားအဖြစ်ကမ်းလှမ်းခြင်းခံရတဲ့အတွက်ပွဲဦးထွက်အနေနဲ့လက်ခံရိုက်ကူးခဲ့ပါတယ်။အမှုပညာဗီဇများကိန်းအောင်နေတဲ့ကိုနေဝင်းဟာပျော်ပျော်ပါပါတွတ်တွတ်လက်လက်နေတတ်တဲ့တက္ကသိုလ်ကျောင်းသားဇက်ကောင်စရိုက်ကိုအံဝင်ခွင်ကြအောင်တရုပ်ဆောင်နိုင်မှုကြောင့်အဲ့ဒီဇက်ကားဟာမမျော်လင့်ပဲဝင်ငွေစံချိန်တင်နိုင်ခဲ့ပါတယ်။ကျမမှားပါတယ်ပြတင်း။တောင်းပါမယ်။တောင်းမှလူလိုပါဦးမရှင်။ကျွန်တော်အပြင်နဲ့ကျွန်တော်ခါရတာပါ။ဒီဘယ်လိုလုပ်ပြီးကျောင်းကိုပြန်ရောက်လာတာလဲ။အာမခံနဲ့ထွက်လိုက်တာမရှင်။ဟင်ကိုကျိုးနဲ့လာပြီးအာမခံတာလားကျောင်းသားရဲ့အတိပေးလို့မဖြစ်ဘူးမိုင်းစိန်နင်းနာမှာဆိုတာနဲ့ဘယ်ကျောင်းသားမှအတိမပေးပဲမြို့ထဲမှာရှိခဲ့တို့တယောက်ကျောင်းကျလိုက်ရတာကိုသိန်းစီပြေးပါနော်ကျမလည်းအမှုသွားပြီးနှုတ်လိုက်ပါမယ်ကြည်ပါတယ်မိုင်းစိန်မိုင်းစိန်ကသာကိုသိန်းစီနော်
ကိုသိန်းဖေကြည်ပါနော်တဲ့ ပထမဆုံးစကားဖြစ်တဲ့ကောလိပ်ကျင်နဲ့အောင်မြင်မှုတွေကိုရရှိခဲ့လို့နေဝင်းဆိုတဲ့သူ့ရဲ့အမည်အရှိမှာကောလိပ်ကျင်ကိုတက်ခါကောလိပ်ကျင်နေဝင်းရဲ့လို့ဖြစ်လာခဲ့ရတာပါနာမည်ကျော်ဘောလုံးသမားကောလိပ်ကျင်နေဝင်းဟာရုပ်ရှင်နယ်ပယ်နဲ့ရင်းနှီးကျွမ်းဝင်သူရုပ်ရှင်မှာပါဝင်ဘူးသူမဟုတ်ပါပဲကောလိပ်ကျင်ဇက်ကောင်ကိုတဘာဝကြကြပိုင်နိုင်စွာတရုပ်ဆောင်နိုင်ခြင်းဟာလေသူ့ရဲ့ပြောင်မြောက်တဲ့အရေးချင်းတစ်ခုပါပဲ ကြီးမုံမြေမှာထင်းနေတဲ့အလှထူးလေးကိုမြင်ရရင်ဘွင်သက်အေးလုံးလုံးဒီချဲစပြီးအေးလိုပဲခေါ်တော့မယ်နော် အမေစကားတက်တိုင်းပလီနိုင်လိုက်တာဟင်းကိုတော့တမျိုးပြောင်းခေါ်မှာပဲ ဘယ်လိုခေါ်မှလဲအေး ကြည့်ပါလားရုပ်ကအပြိုမြင်တိုင်းမရှောင်နှငမ်းမဲ့ရုပ်မလို့ငမ်းပိုကြီးလို့ခေါ်မယ် ဒီလိုတော့မခေါ်ပါနဲ့အေးခေါ်ရင်ဂေါ်စံပွေးလို့ခေါ်ပေါ့နော်စားရင်တော့မှာလေမိုင်းစင် တိတ်လဲလောဖို့ကောင်းနေနေဦးမှားတာတွေစားလို့ပြီးမှတော့ကြပတ်စံပေးကြတယ်တို့ခက်နေဦးလေ ဟောဒါတော့ပေးစရာမရှိမိုင်းစင်ပေါင်ထားကြရမှာပေါ့ ရှင်းနော် ကောလိပ်ကျင်ဇက်ကားနဲ့အစပြုခဲ့တဲ့ကောလိပ်ကျင်နေဝင်းဟာသူ့ရဲ့အနုပညာစွမ်းပကားတွေကြောင့်ပရိသတ်တွေရဲ့ယင်ထဲမှာအသိမှတ်ပြုခြင်းကိုခံခဲ့ရတယ်လို့ပရိသတ်တွေရဲ့အချစ်တော်ဖြစ်လာခဲ့ရပါတယ်။ပင်ကိုဗီဇအရာရဲရဲမောမောပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ကောလိပ်ကျင်နေဝင်းဟာချစ်မွာမတဲ့အတူနေကောကောင်ကညာပြိုနဲ့ဇရာဦးကြောက်ခမကြီးရေးတဲ့ဖူးစာမမုံးလီနဲ့ငပလီစတဲ့ဟာတာရုပ်ရှင်ဇာတ်ကားများကိုဆက်လက်ရိုက်ကူးဖြစ်ခဲ့ပါတယ်။ပင်ကိုဟန်ပန်တဘာဝကြကြဟာတာဇက်ရုံများနဲ့တရုပ်ဆောင်ခဲ့တဲ့ကောလိပ်ချင်းနေဝင်းဟာမုံဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှစလို့တီတီငိမ့်ငိမ့်ဘဝတရုပ်ဖို့အချစ်အလွမ်းတဘာဝဇက်ရုပ်ကိုပြည်ပြင်းအောင်တရုပ်ဆောင်နိုင်ခဲ့လို့တဘာဝဟာတာအလွမ်းအဆွေဆွေစုံရမင်းသားအဖြစ်ထပ်မံပြီးအောင်မြင်မှုရခဲ့ပြန်ပါတယ်။လူတဘာဝကိုထပ်တူထက်မြတရုပ်ဆောင်နိုင်ခြင်းဟာသူ့ရဲ့ထူးခြားချက်ဖြစ်လို့မုံဇာတ်ကားရုံတင်ပြီးတဲ့နောက်မှာစကားပေါင်းရာချီရိုက်ခွင့်ရတဲ့ဝင်ငွေစံချိန်တင်တဲ့မင်းသားကောင်းတစ်လက်ဖြစ်လာခဲ့ပါတယ်။ အဝင်းနဲ့အကွေရုပ်အထစ်လွဲပြီအဆက်ရတော့လေကိုယ် သူဆက်ပြတ်လို့ယူဆိုင်ကြလားဝင်ရဟောဆက်လို့မရတဲ့ဘဝနှစ်ခုကဘုလို့စကလူတွေရှင်းရှင်းလင်းလင်းဖြစ်တာကောင်းပါလေ အဝင်းဟာကိုကြောချစ်တဲ့နေနေလေးချစ်တယ်အကိုတယောက်နေနေလေးအားကိုတယ်အခုတော့ကိုကြောအဝင်းကိုလုံးလုံးအဆက်ဖြတ်လိုက်တယ်ဆိုတော့အဝင်းဘယ်လိုအားကိုမှလည်းကိုကြီးနဲ့ စိတ်ပါဝင်ရကိုကြီးကြောင်လုံးရှိသေးတဲ့ဥစ္စာဘာမှအားငယ်ကြမလို့ပါဘူးစိတ်ပါတော့စိတ်ကိုကြီးအားကိုးတယ်မလားဝင်ကိုကြီးအားကိုးတယ်မလားကျုံးနေမှာဝင်ဒီလိုမှပေါ့ဒါမှပေါ့ကျုံးနေ